မိမိတို့ကိုပြောပြမယ်ရေကူးတာရေထဲဆောတာကကလေးတွေအတွက်အရန်ပျော်စရာကောင်းပေမဲ့မိမိတို့တေချာတိထားရမယ့်ဘေးကင်းရေးအချက်တွေအများကြီးရှိပါတယ်ဒီနေ့မှာတော့ကလေးငယ်တွေရေကူးတဲ့အခါမိမိတို့တိထားရမယ့်အချက်၅ချက်ကိုပြောပြပေးမယ်ပထမအချက်ကအရေးအကြီးဆုံးပါကလေးရေထဲရှိတဲ့အချိန်တိုင်းမိမိတို့ရဲ့မျက်လုံးကကလေးပေါ်မှာအမြဲရှိနေရပါမယ်ဖုံးကြည့်တာစကားပြောတာတခဏလောက်အာယုံကြောင်းတာတောင်မလုပ်သင့်ပါဘူးဒုတိယအချက်က touch supervision ပါအသက်9နှစ်အောက်ကလေးတွေအတွက်မိမိတို့ရဲ့လက်လန်းမီတဲ့အကွာအဝေးမှာပဲရှိနေရပါမယ်ရေတိမ်နေဆိုပြီးပေါ်ဆလို့မရပါဘူးတတိယအချက်ကကလေးတွေအတွက်ဒီဇိုင်းလုပ်ထားတဲ့ life jacket ကိုအသုံးပြုပါလေးဖောင်းတဲ့လက်မောင်းကြိုးတွေ floaties ကလုံခြုံမှုမရှိပါဘူး life jacket ကကလေးနဲ့ကိုက်ညီပြီးစနစ်တကျတပ်ဆင်ထားရပါမယ်စတုထအချက်ကရေကူးတင်နှန်းတက်ဖို့အားပေးပါအသက်တစ်နှစ်ကနေ4နှစ်ကြာကလေးတွေအတွက်ရေကူးတင်နှန်းကရေနစ်နိုင်ခြေကိုရှော့ချပေးနိုင်ပါတယ်ပင်စမအချက်ကအိမ်မှာရေကန်သေးသေးလေးရေပုံးရေချိုးကန်တွေရှိရင်သုံးပြီးတိုင်းရေကိုချက်ချင်းသွန်ပြပါကလေးငယ်တယောက်ရေနဲ့ဖို့ရေအနှဲငယ်ပဲလိုပါတယ်ဒီအချက်တွေကိုလိုက်နိုင်ရင်မိမိတို့စိတ်အေးချမ်းစွာနဲ့ကလေးနဲ့အတူရေထဲပျော်ပျော်ရွှင်ရွှင်ဆော့နိုင်မှာပါဒါပေမဲ့ဒီအချက်တွေကမိမိတို့အတွက်ပင်ပန်းစေနိုင်ပါတယ်အချိန်တိုင်းသတိထားနေရတာအားလက်ချိန်လည်းမရသလိုခံစားရနိုင်ပါတယ်ဒါပေမဲ့ကလေးရဲ့အသက်အန္တရာယ်အတွက်ဒါဟာတန်ဖိုးရှိတဲ့ stay မှုပါနေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျန်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်